ငွေပါကတရွေးတစ်ချက်မျိုးချလိုက်ပြီးကောင်လေးငါ့ကိုတေးချအမှန်တိုင်းပြောပြပါအောင်မင်းဒီမိမကိုဘဲကနေရလာတာလဲလို့မေးတယ်ကျွန်တော်လည်းမင်းနဲ့မဆိုင်ဘူးလို့စိတ်တူတူနဲ့ဖြေလိုက်တယ်小子，你听我说，你放了我，我还能救你一命，不然这女人你惹不起，10条命都不够你死的。她是我媳妇儿，还能咬死我不成？无知者无畏，你以为你喊一声媳妇儿，她就真成你媳妇儿了？再过7天，你小子就得去见阎王了。7天？你什么意思？7天之后，他的内丹就ပြောနေရင်ဝန်ဆန်းရဲ့မျက်လုံးတွေကထိတ်လန့်သွားပြီးငါနောက်ွယ်ကိုစိုက်ကြည့်နေပြန်တယ်ဒီအချိန်ထိလှည့်ကွက်သုံးမှုကြံနေတော့ပဲငါသူ့လှည့်ကွက်အောက်မိမခံနိုင်ဘူး老婆，你可别吓唬我呀！我正在帮你收拾黄皮子呢，要不是我拦着，他这会儿应该都提起裤子走人了。咱们可是拜过天地的，你要是咬死我，那你可就真成寡妇了。原来僵尸也怕变成寡妇。你敢耍我，小崽子，有你哭的那天。ကျွန်တော်တော်တော်ဒေါသထွက်မိတယ်ဒီတရိတ်ဆန်ကတကယ်ပဲလက်ဝင်ပူးနေတာပဲတေးချင်းရောက်ဆောင်တာအရန်တူလုံးနဲ့ဒါပေမဲ့ကံကောင်းတာကသူ့ရဲ့တပည့်တပန်းတွေကကျွန်တော်လက်ထဲမှာရှိနေသေးတယ်我看你往哪儿跑！今晚不来说个清楚，明天一早我就拿你这些徒子徒孙当下酒菜。ဝန်ဆန်းရဲ့အခုထိတိတ်မဝေးသေးဘူးလို့ကျွန်တော်တွက်ဆထားတယ်ကျွန်တော်ပြောတာကိုသူတေချာပေါက်ကြားရလိမ့်မယ်ဒီလိုရုံရင်းဆန်ဖြစ်ပြီးနောက်အချိန်ကတန်ခေါင်ရံကိုရောက်သွားပြီးဒီကိစ္စကိုထပ်ဆိုင်ထားလို့မရတော့ဘူးဆိုတာကျွန်တော်သိတယ်ဒါပေမဲ့သူတို့ကိုတကယ်မီးရှို့ဖြစ်ဖို့ကြတော့ကျွန်တော်တကယ်မရဲဘူးအကြာကြီးစဉ်းစားပေမဲ့လည်းအကြံကောင်းမထွက်ခဲ့ဘူးစိတ်ကိုတင်ပြီးဒါဆို9ရက်ကြာမှဘာဖြစ်မလဲဆိုတာစောင့်ကြည့်လိုက်မယ်အဲ့ဒီဝန်ဆန်းရင်လည်းပုံမလာတော့ဘူးကြည့်ရတာသူ့တပည့်တပန်းတွေကိုပြစ်ထားလိုက်ပြီးထင်တယ်နောက်တစ်ရက်ကျွန်တော်နိုးလာတဲ့အချိန်နေအောင်ကြီးကတအိမ်လုံးဖြာကျနေပြီးမင်းတို့လည်းငါ့ကိုအပြစ်တင်လို့မရဘူးပြစ်တင်ခြင်းရင်အဲ့ဒီဝန်ဆန်းရဲ့ကိုပဲအပြစ်တင်လိုက်ကြဆိုပြီးအသားလေးရဲ့ဓာတ်ကိုထုတ်ပြီးပေးနေလိုက်တယ်ကြည့်ကြည့်ရင် like and follow လုပ်ခဲ့ပြီးဆက်လို့ comment မှာရေးပေးကြပါဦး